မင်္ဂလာပါပရိသတ်တို့ရေ YouTube ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ပရိသတ်တို့သာ Marvel Superhero ဇာတ်လမ်းတွေကိုကြည့်ပူးကြမယ်ဆိုရင် Infinity Stone ဆိုတဲ့ Marvel Universe တွေကစွမ်းအားကြောက်တုံးကြီးတွေအကြောင်းကိုအနေနဲ့များတော့ဒီမီခေါမိသိရှိကြလိမ့်မယ်လို့ထင်ပါတယ်ဒီကြောက်တုံးတွေကဆက်ကြောက်လာမဖြစ်တည်ခင်အချိန်ဆိုတဲ့အရာမဖြစ်ခင်ကြီးမားတဲ့မဟာပေါက်ကွဲမှုကြီးကနေတဆင်အချိန်နဲ့အတူဖြစ်တည်လာခဲ့တာဖြစ်ပါတယ်ကြောက်တုံးတစ်ခုကြီးစီကမတူကွဲပြားတဲ့စွမ်းအင်တွေပါရှိပြီးစကြဝဠာကြီးရဲ့အခြေခံစွမ်းအင်တွေကိုကိုစားပြုကဂိုင်းဆောင်သူရဲ့အသုံးပြုမှုပေါ်မူတည်ပြီးအတော်လေးကိုစွမ်းအားကြီးပါတယ်ဒီကောက်ဗီဒီယိုထဲမှာတော့ Marvel ပရိသတ်တို့အတွက် Infinity Stone တွေအကြောင်းကိုအပြည့်စုံအသေးစိတ်ရှင်းပြပေးတော့ပါမယ်နံပါတ်1 Power Stone Power Stone ဆိုတဲ့သူ့ရဲ့နာမည်အတိုင်းပဲ Power Stone ဟာစွမ်းအင် power ကိုပေးစွမ်းပါတယ်အဲ့ဒီကြောက်တုံးကို Ascian ဆိုတဲ့ Celestial တယောက်ကဂိုင်းဆောင်ခဲ့တာဖြစ်ပြီးအဲ့ဒီကြောက်တုံးနဲ့ဂျိုတစ်ခုလုံးကိုတော့ဖျက်ဆီးပစ်ခဲ့ပူပါတယ်နောက်ပိုင်းမှာတော့ Power Stone ကို Orb လို့ခေါ်တဲ့ပစ္စည်းတစ်ခုထဲမှာချိတ်ပိတ်သိမ်းဆည်းခဲ့ပြီး Morpheus ဆိုတဲ့ဂျိုပေါ်မှာနှစ်ထောင်ပေါင်းများစွာဘယ်သူမှရှာမတွေ့နိုင်အောင်ဖွက်ထားခဲ့တာပါ2014ခုနှစ်ရောက်မှာတော့ဒီ Orb ဆိုတဲ့အရာကိုစကြဝဠာတွေကလူတိုင်းကရှာဖွေခဲ့ကြပါတယ်အဲ့ဒီထဲမှာ Infinity Gauntlet ထဲမှာထည့်သွင်းဖို့ဒါနိုဟာလည်း Power Stone ကိုရှာဖွေနေခဲ့တာပါသူက Ronin ဆိုတဲ့သူကိုငှားရမ်းပြီးကြောက်တုံးကိုရှာဖွေခိုင်းခဲ့ပေမဲ့ Star လောကအရင်ရှာတွေ့သွားခဲ့ပါတယ်အဲ့လိုနဲ့ဒီကြောက်တုံးကိုရဖို့တိုက်ပွဲပေါင်းများစွာဆင်နွှဲခဲ့ကြပြီး Guardian of the Galaxy အဖွဲ့ဟာ Orb ဆိုတဲ့အရာကိုလုံခြုံအောင် Nova ရဲ့တပ်ဖွဲ့ထံမှအနှံခဲ့ပါတယ်ဒါပေမဲ့လည်းနောက်ပိုင်းမှာတော့ဒါနိုစာကြောက်တုံးကိုရသွားခဲ့ပြီးစကြဝဠာတော်ကိုဖျောက်ပြက်ပြစ်မဲ့အကြောင်းကိုအကောင့်ထဲပေါ်ဖို့သူ့ရဲ့လက်ရည်ထဲကိုထည့်သွင်းအသုံးပြုခဲ့ပါတယ်အဲ့နောက်မှာတော့သူဖျောက်ပြက်ခဲ့တဲ့စကြဝဠာတော်ကိုပြန်ပေါ်လာအောင်တခြားသူတွေလုံမှဆိုတဲ့အတွက်ကြောက်တုံးတွေအကုန်လုံးကိုဖျက်ဆီးပစ်ခဲ့ပါတယ်နောက်ဆုံးထွက်ရှိတဲ့ဇာတ်လမ်းမှာတော့ Avengeria Thanos ရဲ့ mission ကိုပြောင်းအောင်လုပ်ဖို့အတိတ်ကိုသွားကဝါမချင်းနဲ့ Nebula တို့နှစ်ယောက်သားဟာ Morag ကိုသွားပြီးကြောက်တုံးကိုယူခဲ့ကြပါတယ်။ Thanos နဲ့ကမ္ဘာပေါ်မှာအကျိတ်နဲ့တိုက်ခိုက်ကြပြီးနောက်မှာတော့ Captain America ဟာ Power ကြောက်တုံးကိုအတိတ်ကသူတို့ယူခဲ့တဲ့နေရာစီကိုပြန်လည်ထားရှိလိုက်ပါတယ်။ Power Stone ဟာစွမ်းအင်တွေများစွာပါဝင်ပြီးဂျိုးတွေကိုတောင်ဖျက်ဆီးပစ်နိုင်တဲ့အထိစွမ်းအားကြီးမားပါတယ်။ကြောက်တုံးဟာဂိုင်းဆောင်သူကိုများပြားလာတဲ့ခွန်အားအကျန်းခံနိုင်စွမ်းနဲ့စွမ်းအားရောင်ကြီးတွေကိုပြည့်လွှတ်နိုင်စေပါတယ်။တခြား Infinity Stone တွေနဲ့ပေါင်းစပ်အသုံးပြုတဲ့အခါ Power Stone ဟာပိုပြီးအစွမ်းထက်လာပါတယ်။ဥပမာအပြင် Thanos ဟာ Space Stone နဲ့အတူ Power Stone ကိုအသုံးချက Titan ဂျိုရဲ့လောက်ကိုဖျက်ဆီးပြီးရန်သူတွေပေါ်ပစ်ချလိုက်ပါတယ်။ဒါပေမဲ့လည်းဒီကြောက်တုံးကထုတ်လွှတ်တဲ့စွမ်းအင်တွေကများပြားလွန်းတာကြောင့်တကယ်ကိုတာမာတဲ့သူတွေသာလျှင်ကိုင်းဆောင်နိုင်တာဖြစ်ပါတယ်။တာမန်လူသားတို့ကဒီကြောက်တုံးကိုသွားကင်မယ်ဆိုတော့ကြောက်တုံးရဲ့စွမ်းအားတွေကိုမခံနိုင်ပဲခန္ဓာကိုယ်ကပျက်စီးသွားမှာဖြစ်ပါတယ်။ Star Lord လိုနဖျားသွေးတွက်ပါတဲ့သူတောင်ဒီကြောက်တုံးကိုစက္ကန့်အနည်းငယ်လောက်ပဲကင်ထားနိုင်တာပါ။ Thanos ကတော့ဒီကြောက်တုံးရဲ့စွမ်းအားတွေကိုကျွမ်းကျွမ်းကျင်ကျင်အသုံးချနိုင်ပါတယ်။ဥပမာအပြင်သူဟာစွမ်းအင်ဆက်ကွင်းတွေဖန်တီးတာလက်နက်တွေထဲကိုစွမ်းအင်ထည့်ပြီးပြစ်လွတ်တာစတဲ့နေရာတွေမှာ Power Stone ကိုပြီးပြင်းစွာအသုံးပြုပြသွားခဲ့ပါတယ်။နံပါတ်1 Space Stoneနောက်ထပ်စွမ်းကြီး Infinity Stone ကတော့ Space Stone ပဲဖြစ်ပါတယ်။ဒီကြောက်တုံးက Avenger ရဲ့တိုက်ပွဲတော်များများမှာအဓိကနေရာကနေပါဝင်ခဲ့ပါတယ်။ Tesseract လို့ခေါ်တဲ့အပြာရောင်တောက်ပနေတဲ့ကုပါတုံးထဲမှာရာစုနှစ်ပေါင်းများစွာကြောက်တုံးကိုတင်စီထားတာဖြစ်ပါတယ်။ Space Stone ကအသုံးပြုသူအားနေရာကိုထိန်းချုပ်နိုင်တဲ့စွမ်းအားကိုပေးစွမ်းပါတယ်။အဲဒီကြောက်တုံးကဘယ်ပစ္စည်းဒါမှမဟုတ်ဘယ်သက်ရှိကိုမဆိုစကြဝဠာရဲ့ကြိုက်တဲ့နေရာစီကိုချက်ချင်းရောက်အောင်ပို့ဆောင်ပေးနိုင်ပါတယ်။ဒီကြောက်တုံးကအကာအကွယ်တွေပြုလုပ်တာပြင်ယူဘဗေဒနေရာမှာသဘောတရားကိုချိုးဖောက်ပြီးနေထိုင်နိုင်အောင်တောင်ပြုလုပ်ပေးနိုင်ပါတယ်။ဒီကြောက်တုံးကိုသာကောင်းကောင်းသုံးချတတ်မယ်ဆိုရင်အာကာသတွင်းနက်တွေဖန်တီးတာမြေဆွဲကိုထိန်းချုပ်တာနဲ့တခြား dimension တွေစီကိုတောင်ဂိတ်ပေါက်တွေဖွင့်ပြီးတွားရောက်နိုင်စေပါတယ်။ဒီကြောက်တုံးကစွမ်းအားကြီးသလိုအန်ဒရယ်လည်းများပါတယ်။တကယ်ကိုတာမာတဲ့ပုံကိုယ်တွေသာလျှင်ကြောက်တုံးရဲ့စွမ်းအားတွေကိုအန်ဒရယ်ကင်းအသုံးပြုနိုင်တာဖြစ်ပါတယ်။ဒီကြောက်တုံးရဲ့သမိုင်းကြောင်းကိုပြောရမယ်ဆိုတော့ Space Stone ဟာပိုင်ရှင်များစွာရဲ့လက်ထဲကိုရောက်ခဲ့တဲ့ကြောက်တုံးတစ်ခုဖြစ်ပါတယ်။ Odin ဦးဆောင်တဲ့ Guardians တွေက1965ခုနှစ်မှာကမ္ဘာကိုလာရောက်စဉ်အဲ့ဒီကြောက်တုံးကိုယူဆောင်လာခဲ့ပါတယ်။အဲ့လိုနဲ့ဒီကြောက်တုံးဟာနော်ဝေးနိုင်ငံမှာရာစုနှစ်ပေါင်းများစွာတိမ်မြုပ်နေခဲ့ပြီးလူတွေကကမ္ဘာစစ်ကိုရောက်မှာတော့ Red Skull လို့သိကြတဲ့ Johan Smith လို့ခေါ်တဲ့ villain တူက Tesseract ရဲ့စွမ်းအင်ကိုအသုံးချပြီး Hydra ရဲ့နည်းပညာမြေလက်နက်တွေကိုပြုလုပ်ခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့စွမ်းအင်အပေါ်လောဘကြီးမှုကြောင့် Vermilion လို့ခေါ်တဲ့ဂျိုဘော်ကိုရောက်ရှိသွားခဲ့ပြီးဝိညာဉ်ကြောက်တုံးကိုဆောင်းလျှောက်ဖို့အပြစ်ပေးခံလိုက်ရပါတယ်။အဲဒီနောက်မှာ Tesseract ကိုရှီအဖွဲ့ကတင်စီထားခဲ့ပြီးတောရဲ့ညီဖြစ်သူ Loki က New York တိုက်ပွဲမှာဂိမ်းဝါကိုဖွင့်ဖို့ဒီ Tesseract ကိုအသုံးပြုခဲ့ပါတယ်။ Avenger တွေက Loki ကိုအနိုင်ယူခဲ့ပြီးကြောက်တုံးကိုလည်း Asgard စီကိုပြန်လည်ယူဆောင်သွားခဲ့ပါတယ်။ဒါပေမဲ့ဒီကြောက်တုံးရဲ့ဇာတ်လမ်းကဒီနေရာမှာမပြီးသေးပါဘူး။ Asgard ကျရှုံးသွားတဲ့အခါမှာ Loki ဟာသူ့အသက်ရှင်ဖို့အတွက် Thanos ကို Space Stone ကိုပေးခဲ့ပါတယ်။အဲဒီနောက်မှာတော့ Thanos ဟာသူ့ရဲ့ Infinity Gauntlet ထဲကိုကြောက်တုံးထဲကရန်သူတွေကိုအနိုင်ယူပြီးသူ့ရဲ့စကြဝဠာတဝက်ဖြောက်ပြက်ပြစ်မဲ့ mission ကိုလှုပ်ဆောင်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့ Avenger တွေက Space Stone ကို Thanos စီကနေပြန်ယူပြီး1980ခုနှစ်ကိုပြန်သွားထားခဲ့ပါတယ်။နံပါတ်3 Time Stone Infinity Stone 6ခုထဲကတစ်ခုဖြစ်တဲ့ Time Stone ဟာအချိန်ကိုကိုစားပြုပါတယ်။ဒီကြောက်တုံးကို Eye of Agamotto လို့ခေါ်တဲ့လေသွင်းထဲမှာလုံခြုံစွာတင်စီထားခဲ့ပြီးမှုတ်ဦးရှောင်တွေကရာစုနှစ်ပေါင်းများစွာကာကွယ်ထားခဲ့တာပါ
2016မှာဒေါက်တာစထရန့်ဟာဒီကြောက်တုံးကာကွယ်သူအသစ်ဖြစ်လာခဲ့ပြီးအဲ့ဒီစွမ်းအင်ကိုအသုံးချကဒိုမာမူလို့ခေါ်တဲ့အချိန်ပလာနေမီကမိတ်ဆာကောင်ကြီးကိုအနိုင်ယူခဲ့ပါတယ်။ Infinity War အတွင်းမှာဒေါက်တာစထရန့်ဟာ Iron Man ရဲ့အသက်ကိုချမ်းသာပေးဖို့အတွက် Thanos ရဲ့လက်ထဲကိုအချိန်ကြောက်တုံးပေးခဲ့ပါတယ်။ Thanos ကနောက်ပိုင်းမှာအချိန်ကြောက်တုံးကိုသုံးပြီး Vision ကိုတရားကနေပြန်ရှင်အောင်ပြုလုပ်က Mind Stone ကိုရယူခဲ့ပါတယ်။ Thanos ဟာစကြဝဠာတစ်ဝက်ကိုဖျောက်ဖျက်ပြီးတဲ့နောက်သူ့လောက်ရက်ကိုကြောက်တုံးတွေသုံးပြီးပြန်ပြင်မှာစိုးရိမ်တာကြောင့်အချိန်ကြောက်တုံးအပါအဝင်ကြောက်တုံးတွေအားလုံးကိုဖျက်ဆီးပစ်ခဲ့ပါတယ်။ Avenger တွေက Hope ဟာအချိန်ခရီးသွားကအတိတ်က Asian 1စီကနေအချိန်ကြောက်တုံးကိုခဏငှားခဲ့ပါတယ်။ Avenger တွေ Thanos ကိုအနိုင်ယူပြီးတဲ့နောက်မှာတော့ Captain America ဟာကြောက်တုံးကိုသူနဲ့သက်ဆိုင်တဲ့နေရာမှာပြန်ထားခဲ့ပါတယ်။ Time Stone ရဲ့ power တွေကိုပြောပြရမယ်ဆိုရင်အရန်ကိုအံ့ဩဖို့ကောင်းပါတယ်။ Time Stone ကကိုင်ဆောင်သူကိုအချိန်ကိုထိန်းချုပ်နိုင်တဲ့အစွမ်းကိုပေးစွမ်းပါတယ်။ကိုင်ဆောင်သူတွေကအချိန်ကိုပြန်ပြင်တာရှေ့ကိုရောက်အောင်လုပ်တာစသဖြင့်တိကျစွာထိန်းချုပ်နိုင်ပါတယ်။အသုံးပြုတဲ့အခါမှာအသုံးပြုသူရဲ့လက်မှာစဝိုင်းပုံစံဆက်ကွင်းတွေပေါ်လာပြီးလက်နဲ့လှဲကအချိန်ကိုအရှိအနောက်ထိန်းချုပ်လို့ရပါတယ်။ဥပမာအားဖြင့်ဒေါက်တာစထရန့်ဟာဟောင်ကောင်မြို့တစ်ခုလုံးကိုသူနဲ့သူ့ရဲ့မိတ်ဆွေတွေကိုမတက်ရောက်စေဘဲ Time Stone ကိုသုံးပြီးပြန်လည်ပြုပြင်နိုင်ခဲ့ပါတယ်။စာပေသားပန်းသီးတစ်ခုလုံးကိုမစားရသေးတဲ့အချိန်တွေပြန်ရောက်အောင်လုပ်နိုင်တာကနေအချိန်စီးကြောင်းကြီးတစ်ခုလုံးကိုပြောင်းလဲပစ်တာတွေထိလှုပ်ဆောင်နိုင်ပါတယ်။ဒါလို့ဆိုဒီကြောက်တုံးကိုအသုံးပြုပြီးတစားစီပျက်စီးသွားတဲ့ Mind Stone ကိုတော့ပကတိအစ်စ်တိုင်းပြန်ကောင်းအောင်လုပ်ပစ်နိုင်ပါတယ်။ဒါပေမဲ့ဒီ Time Stone ကိုအသုံးပြုဖို့ဆိုရင်အချိန်စီးကြောင်းနဲ့ပတ်သက်တဲ့ဗဟုသုတတွေအများကြီးရှိဖို့လိုအပ်ပါတယ်။အသုံးပြုသူကမှားယွင်းပြီးအသုံးချခဲ့မိရင်အချိန်တန်ရာတစ်ခုထဲမှာထက်တလဲလဲပိတ်မိတာဒါမှမဟုတ်အသုံးပြုသူကိုယ်တိုင်အချိန်ကနေပျောက်ကွယ်သွားတာမျိုးတွေထိဖြစ်စေနိုင်ပါတယ်။ဒါပေမဲ့အသုံးပြုသူကညံကောင်းတယ်ဆိုတော့ရန်သူတွေကိုအချိန်တန်ရာထဲမှာပိတ်မိနေအောင်လုပ်လိုက်လို့ရပါတယ်။ဒါပေမဲ့ဒိုမာမိုလိုအချိန်စီးကြောင်းပြင်ပကတတော်ကြီးတွေအတွက်တော့ဒီကြောက်တုံးရဲ့တက်ရောက်မှုကနေပါနိုင်ပါတယ်။ Thanos ကတော့ဒီကြောက်တုံးကိုတခြားကြောက်တုံးတွေနဲ့ပေါင်းဆက်အသုံးပြုပြီးအရှိတရားကိုပြန်လည်ပြုပြင်တာနေရာကိုထိန်းချုပ်တာနဲ့စကြဝဠာကြီးရဲ့တဝက်တိတိကိုလက်ဖြောက်ကလေးနဲ့ဖျောက်ပစ်တာတွေထိလှုပ်ဆောင်နိုင်ခဲ့ပါတယ်။နံပါတ်၄ Reality Stone Reality Stone ကသဘာဝအားတစ်ခုဖြစ်ပြီးအရှိတရားကိုပြောင်းလဲနိုင်တဲ့စွမ်းရည်တွေပါဝင်ပါတယ်။တခြားကြောက်တုံးတွေလိုမျိုးမိုလာဆာက Reality Stone ဟာကြောက်တုံးလိုအတုံးခဲပုံတံမဟုတ်ခဲ့ပါဘူး။ဤသားလို့ခေါ်တဲ့အနီနဲ့ရောင်အရေးအခြေအနေနဲ့တည်ရှိနေကြတာဖြစ်ပါတယ်။ဟိုးရခင်ကမဲလကဦးဆောင်တဲ့နတ်တငယ်ဖွဲ့ဟာဤသားကိုအတုံးချပြီးစကြဝဠာကြီးကိုအမောင်ချအောင်လုပ်ဖို့ကြိုးစားခဲ့ပူပါတယ်။ဒါပေမဲ့ Asgardian တွေကသူတို့ရဲ့အစီအစဉ်ကိုဝင်ရောက်နှောက်ယှက်ကဖျက်ဆီးပစ်ခဲ့ပါတယ်။2013ခုနှစ်မှာတော့ဤသားဟာပြန်ပေါ်လာခဲ့ပြီးတော့ Jane Foster နဲ့တူပြန်လည်ပေါင်းစည်းခဲ့ပါတယ်။အဲလိုနဲ့တိုက်ပွဲတွေဆက်ဖြစ်ခဲ့ကြပြီးမဲလကရှုံးသွားတဲ့နောက်မှာတော့ Asgardian တွေဟာဒီဤသားကိုလုံခြုံစေဖို့ Collector စီမှာအနံခဲ့ပါတယ်။ Infinity War အရောက်မှာတော့ Thanos ဟာ Collector စီကနေဤသားကိုပြန်ယူခဲ့ကအခဲအခြေအနေဖြစ်အောင်ပြောင်းလဲခဲ့ပါတယ်။သူဟာအဲ့ဒီကြောက်တုံးနဲ့စကြဝဠာကြီးရဲ့တဝက်ကိုဖျောက်ဖျက်ပစ်ခဲ့ပြီးကြောက်တုံးတွေကိုဖျက်ဆီးပစ်ခဲ့ပါတယ်။နောက်ပိုင်းမှာ Avenger တွေကအချိန်ခရီးသွားပြီး Jane Foster စီကနေဤသားကိုထုတ်ယူဖို့သွားခဲ့ကြပါတယ်။သူတို့ရဲ့တိုက်ပွဲအောင်မြင်ပြီးတဲ့နောက် Captain America ဟာကြောက်တုံးကိုသူ့ရဲ့မှန်ကန်တဲ့နေရာစီကိုပြန်လည်ပို့ဆောင်ခဲ့ပါတယ်။ဒီကြောက်တုံးကအရှိတရားတစ်ခုလုံးကိုထိန်းချုပ်လွှမ်းမိုးဖလှယ်နိုင်တဲ့ PC တစ်ခုဖြစ်ပါတယ်။ရှိသမျှအရာဝတ္ထုတိုင်းကိုမတူညီတဲ့အရာတွေဖြစ်အောင်ပြောင်းလဲနိုင်ပါတယ်။အခဲအခြေအနေကနေအရေးအခြေအနေဖြစ်အောင်ပြောင်းလဲပစ်တာလူတွေကိုပုံစံမျိုးမျိုးပြောင်းလဲပစ်တာတွေပြီးနေရာတစ်ခုလုံးကိုပါပြောင်းလဲပစ်နိုင်ပါတယ်။ဥပမာအဖြစ် Thanos ဟာ Guardian of the Galaxy အဖွဲ့ကိုလှည့်စားဖို့နေရာတစ်ခုလုံးကိုပြောင်းလဲပစ်ခဲ့တာ Star-Lord ရဲ့တနက်ကြည်စံကိုဆက်ပြဘူပေါင်းတွေဖြစ်အောင်လုပ်ပစ်တာစသဖြင့်အရှိတရားကိုပြောင်းလဲပစ်နိုင်တာပါ။ဒါအပြင်ဒီကြောက်တုံးဟာ Thanos ရဲ့စကြဝဠာတစ်ဝက်ကိုဖျောက်ဖျက်ပစ်တဲ့မစ်ရှင်မှာလေအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။တရှိမှုအရှိတရားကိုလိုတလိုထိန်းချုပ်တယ်ဆိုတာဟာအတော်လေးကိုမှကျန်းတဲ့စွမ်းအားဖြစ်ပါတယ်။ကဲပရိသတ်တို့ဒီဗီဒီယိုထဲမှာတော့ Marvel Universe တဲက Infinity Stone တွေက၄ခုအကြောင်းကိုအသေးစိတ်ရှင်းပြခဲ့တာဖြစ်ပါတယ်။ဒီဗီဒီယိုကတော့ Part 1ဖြစ်ပါတယ်။နောက်လာမယ့် Part 2ဗီဒီယိုထဲမှာတော့ကြန့်ရှိနေသေးတဲ့ Infinity Stone တွေအကြောင်းကိုဆက်လက်ရှင်းပြသွားပါမယ်။ပရိသတ်တို့ရောအခုတင်ဆက်သွားတဲ့ Infinity Stone တွေကဘယ်တစ်ခုကိုအလိုချင်ဆုံးပါလဲဗျ။ကျွန်တော်ကတော့ Reality Stone ကိုလိုချင်မိပါတယ်။အခုလိုဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြလို့အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။